10.2 inches retina display က True Tone နဲ့ graphic ကတော်တော်လေးကိုကြီးကြီးလေးနဲ့ပြက်ပြက်သားသားနဲ့မြင်ရတယ်သူ့ဈေးတန်းနဲ့သူ့ display နဲ့ကတော့တော်တော်လေးတန်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ခုမြင်ရတာတော့ကျွန်တော်တို့ space gray color affordable price ပေါ့နော်ကျွန်တော်ဝယ်နိုင်လောက်တဲ့ဈေးတန်းတစ်ခုရှိတယ်ဒါပေမဲ့တကယ်ရောသုံးပြော်ရလားဘာ chip ကိုသူတို့သုံးထားလဲဆိုတော့ကျွန်တော်ကြည့်ရအောင် game တွေပါတယ်ဆော့ရတာ smooth ဖြစ်တယ်ထက်တာတွေပါတယ်မရှိဘူးပေါ့နော်အရန် graphic များတဲ့ game တွေဆော့ရင်တော့ထုံးစံအတိုင်းပူလာတာတွေပါတယ်တော့ရှိတယ်နောက်တစ်ခုကကျွန်တော် home button နဲ့ touch ID ပေါ့နော်ဒါကကျွန်တော်ကောင်းတဲ့လူလည်းပြောလို့ရလို့မကြိုက်တဲ့လူတွေတော့ကတော့မကြိုက်ကြဘူးကျွန်တော်2025ခုနှစ်ထိကိုကျွန်တော် latest OS ကိုကျွန်တော်မြင့်လို့ရသေးတယ်ပေါ့ဒီ side က iPad ကိုကျွန်တော် secondary monitor အဖြစ် wireless display တစ်ခုအနေနဲ့သုံးလို့ရတယ်နောက်တစ်ခုကကျွန်တော်ကင်မရာက 8MP ပဲရှိတယ်သူ့ photo ကလက်ခံလို့ရတဲ့အနေအထားမှာရှိတယ်ကျွန်တော်မစိုးဘူးလို့ပြောလို့ရတဲ့အနေအထားမှာပါတယ်နောက်တောင်းသူတောင်းသားတွေနောက်ကလေးတွေအတွက်ပေါ့နော်ဖေမေအဖိုးဖွားပေါ့နော်အဲ့အတွက်ကျွန်တော်ဗီဒီယိုလေးတွေကြည့်မှာတို့တချို့က iPad ကိုဝယ်ပြီးတော့ဘာပါမှညာပါမှဆိုတာထက်ဒီ10သိန်းဝန်းကျင်နဲ့ဒီ iPad လေးကတော့ကျွန်တော် recommend ပေးပါတယ်